brother ကို channel တစ်ခုခေါ်မယ် main ကလေးတွေပဲတီးတန့်သုံးတဲ့ပစ္စည်း၃ခုပြမယ်၃မျိုးလုံးတီးတယ်မလို့2မျိုးလည်းတီးရတယ်ကျွန်တော် brother ကိုလက်ဆောင်ပေးမယ် okay နော်ရောက်တပါးလေးတီးရရောက်ဒီမှာပထမဆုံးတစ်ခုတပါးလေးအဲ့ဒါမိန်းကလေးနော်ကုန်းပါကတ်တဲ့ဟာ မင်းကရင်သားကတ်တဲ့ဟာပေါ့ ဘလို့တီးရလဲ စော်ရှိရတီးရပေါ့ အေးပါဟုတ်ပါ ဒီမျက်နှာမှာကတ်တဲ့ဟာ ဘူးကတော့ကြရအောင်ညနာမှာတော့ နုမှလုံးနေရတယ် ဟမ် နုမှလုံးနေရတယ် ဟုတ်ပါဘူး brother လေ တကယ်မပြီးကျွန် မ တော် ဟုတ်ဘူးကွာဖြစ်တယ်မျိုးလုံးလေးပါနာလို့ရှိရင်ကတ်တယ်ဟာ စီရီကို အေးလေစီလီကွန်ဘာစီလီကွန်လဲ အာ ကတ်တယ်โอเคရတခုမှန်ပါရှင်းမှာကတ်တယ်မတ် ရင်သားမှာကတ်တဲ့ဟာ โอเคဆရာတကယ်ဟိုပဲဆရာကြီးလို့ပြောပါဆရာကြီးဟုတ်တော့တယ်ကွာတိတာရင်းနှီးတာအဲ့လိုပစ္စည်းရယ်မိန်းကလေးသုံးပစ္စည်းရယ်နေတိုင်းသုံးတဲ့ပစ္စည်းရယ် တိပတ်တည်းအရင်မရင်းနေပေါ့ သုံးဘူးလား တော့ဘူးလေ